အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့ကိုထက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်အခု sharing လုပ်ပေးချင်တာကျွန်တော်အခုကိုထက် sharing ပေးမှာကျွန်တော်တင်ပေးချင်တဲ့အကြောင်းအရာတွေကတော့ကျွန်တော်ရဲ့အသိပညာပုံစံတွေအတွေ့အကြုံတွေကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့အခုပေါ့နော်ထိုင်းမှာနေထိုင်တဲ့လူဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ညဝေချင်းပေးခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်ထိုင်းကိုဘယ်လိုရောက်လာတော့လေဘယ်လိုအခက်အခဲတွေဖြစ်လာတယ်အခက်အခဲတွေရှိလဲဘာလုပ်တွေလုပ်ခဲ့ရလဲဘယ်လိုနီးလန်းနေနဲ့ထိုင်းကိုလာလဲရတဲ့အကြောင်းတွေကိုကျွန်တော်သိခဲ့တဲ့အတွေ့အကြုံတွေဘုံသူရတွေအခုမှထိုင်းကိုတက်လာမယ့်လူတွေကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းတာပေါ့နော်ဟိုထိုင်းကိုရောက်ပြီးသားသူတွေတည်တဲ့လူတွေတက်တဲ့လူတွေကတော့ကြော်သွားပါတော့ကျွန်တော်အခုဗီဒီယိုလေးရလေကျွန်တော်ရဲ့ပထမဆုံး content ဗီဒီယိုလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဝေဖန်အကြံပြုခြင်းများရှိတဲ့လူတွေ comment မှာရေးပေးပါပြီးတော့တောင်းဆိုခြင်းပါတယ်ပေါ့နော်ကျွန်တော်အခုပထမဆုံးပေါ့နော်ပြောပြခြင်းတဲ့အကြောင်းအရာလေးရတော့ပေါ့နော်ကျွန်တော်နော်ဘယ်လိုအခက်အခဲတွေတွေ့ကြုံရလဲဆိုတော့ကျွန်တော်ဘာတွေ့ကြုံခဲ့ရလဲဆိုတော့ဘာသာစကားအတွေ့အကြုံတွေပေါ့ဘာသာစကားကဒီထိုင်းနိုင်ငံမှာဆိုရင်ဘာသာအခက်အခဲအရင်ရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ထိုင်းမှာကျတော့သူတို့ရဲ့မိခင်ဘာသာစကားထိုင်းစကားကိုပဲအဓိကအဖြစ်သုံးကြတယ်ပေါ့နော်လုပ်ငန်းဝင်မှာပဲဖြစ်ဖြစ်ပေါ့နော်စက်ရုံပဲဖြစ်ဖြစ်စားသောက်ဆိုင်ပဲဖြစ်ဖြစ်ပေါ့နော်ဟိုတယ်ပဲဖြစ်ဖြစ်ဘာသာစကားသူတို့ရဲ့ထိုင်းဘာသာစကားတက်မှအဆင်ပြေတယ်ပေါ့နော်အများစုကထိုင်းဘာသာစကားကိုပဲအသုံးပြုကြရပေါ့နော်အင်္ဂလိပ်ဘာသာစကားကိုကြတော့အသုံးပြုလို့မရတော့ရတယ်ဘယ်လိုနေရာတွေမှာသုံးလို့ရ foreigner တွေဖွင့်ခဲ့အများစုဖွင့်ထားတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေပေါ့ foreigner တွေဖွင့်ထားတဲ့စားသောက်ဆိုင်တွေ hotel တွေအဲ့လို foreigner တွေဖွင့်ထားတဲ့လုပ်ငန်းတွေမှာဆိုရင်တော့ company တွေမှာဆိုရင်တော့အဲ့လို ပေါ့နော်အင်္ဂလိပ်စာဘာသာစကားအသုံးပြုလို့ရတယ်ဒါပေမဲ့ဒီထိုင်းနိုင်ငံမှာကျတော့သူတို့ထိုင်းလူမျိုးတွေအများစုနေတာဖြစ်တဲ့အတွက်အများအပြားစိတ်ရုံအလုပ်ရုံတွေစားသောက်ဆိုင်တွေအများစုပေါ့ထိုင်းဘာသာစကားကိုတက်မှအဆင်ပြေတယ်ပေါ့နော်ထိုင်းဘာသာစကားတက်မှဘယ်လိုရေးပါရရလဲဆိုတော့ထိုင်းဘာသာစကားတက်မှခေါင်းဆောင်တွေဖြစ်လာတယ်နောက်ပြီးတော့ထိုင်းဘာသာစကားအင်္ဂလိပ်ဘာသာစကားနှစ်မျိုးလုံးတက်ရင်တော့ပိုကောင်းလာပေါ့နော်ထိုင်းဘာသာစကားတက်မှခေါင်းဆောင်တွေဖြစ်လာတယ်ဘာသာပြန်တွေ translator တွေဖြစ်လာတယ်ပေါ့နော်translator တွေဖြစ်လို့ရတယ်ပေါ့နော်အဲ့လိုတွေတက်လန်းတွေကိုယ့်ရဲ့ယာတူးတွေတက်လန်းတွေရှိတယ်လာစာခံစား권တွေရှိတယ်ပေါ့နော်သူတို့ရဲ့ဘာသာစကားတက်မယ်ဆိုရင်ပေါ့နော်တက်မယ်ဆိုရင်အင်္ဂလိပ်ဘာသာစကားတမျိုးနဲ့တက်ရုံနဲ့တော့လာအလုပ်မရဘူးလားမရရမယ်အလုပ်ရှားရပေါ့နော်တို့ရဲ့ထိုင်းဘာသာစကားတက်မယ်ဆိုရင်အလုပ်ရှားလဲလွယ်ပေါ့နော်အခုကျွန်တော်ဆက်ပြီးပြောချင်တာကတော့ထိုင်းဘာသာစကားတက်မှာနော်သူတို့ရဲ့ကားပဲစီစီဘာပဲဝယ်ပေါ့နော်ထိုင်းဘာသာစကားနဲ့ဝယ်မှရတာပေါ့နော်အင်္ဂလိပ်စကားနဲ့ပြောရင်သူတို့နားမလည်ဘူးခင်ဗျဟုတ်ကဲ့အခုကျွန်တော်ဆက်ပြောချင်တာပေါ့နော်အခုထိုင်းကိုလာလို့ရတဲ့နီးလန်းတွေရှိတယ်ပေါ့နော်အခုမှတက်လာမဲ့လူတွေကိုကျွန်တော်အကြံဉာဏ်ပေးချင်တာဘယ်လိုနီးလန်းတွေရှိရဲဆိုတော့ကျွန်တော်ပြောပြပေးချင်တာပေါ့နော်ဘယ်လိုနီးလန်းရှိရအပေါ်လန်နဲ့လာတဲ့လူတွေရှိတယ်အောက်လန်ကနေပြီးတော့လာတဲ့လူရှိရပေါ့နော်အပေါ်လန်ကနေပြီးတော့လာတဲ့လူတွေဆိုရင်TRဗီဇာနဲ့လာတဲ့လူတွေရှိရနောက်ပြီးတော့14ရက်အလဲဗီဇာနဲ့လာတဲ့လူတွေရှိရပေါ့နော်နောက်ပြီးတော့အခုတချို့ပေါ့နော်ဗီဇာအမျိုးမျိုးနဲ့အခုကတော့ဗီဇာအမျိုးမျိုးတွေပေါ်နေတာပေါ့နော်VIP ဗီဇာတွေတချို့အမျိုးရှိတာပေါ့နော်အဲ့လိုဗီဇာတွေအမျိုးမျိုးရှိအပေါ်လမ်းကနေတချို့ကကျောင်းသားဗီဇာတွေနဲ့လာကြတယ်ပေါ့နော်အဲ့လိုဗီဇာတွေအမျိုးမျိုးနဲ့အပေါ်လမ်းနေလာကြတယ်ပေါ့နော်အောက်လမ်းနဲ့လာလူလည်းမရှိလားရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အားမပေးပါဘူးအနေတော့များမှာလာလူမရှိလားမဟုတ်ရှိရပေါ့နော်အပေါ်လမ်းနေလာလူမှာအမှ14ရက်နဲ့အလဲဗီဇာလူတွေTRဗီဇာနဲ့ရောက်နေတဲ့လူတွေဆိုရင်ပေါ့နော်အခုထိုင်းဆိုရကတရားဝင်အနေထိုင်ခွင့်လှုပ်ခွင့်ခွင့်ပြုပေးတဲ့အထောက်ထားပေါ့နော်လူတွေအများစုခေါ်နေရတော့ထိုင်းနိုင်ငံမှာရှိတဲ့လူအများစုခေါ်နေကြဘတ်ပေါ့နော်ဘတ်ဆိုတဲ့ပန်းရောင်ကတ်ကိုပေါ့နော်
တင်ထားကြရတယ်ပေါ့တင်ရယူဖို့အတွက်တင်ထားကြရတယ်ပေါ့နော်ဒီအဲ့ပန်းရောင်ကတ်ဘတ်ရယူခွင့်အဲ့ကတ်ကလေးရမှာပေါ့နော်ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရတယ်အလုပ်လုပ်ခွင့်ရတယ်ကိုကနေထိုင်ခွင့်ရတယ်အလုပ်လုပ်ခွင့်ရတယ်အဲ့ဒါမှကိုကအလုပ်ကိုင်ခွင့်လန်းနေလုပ်လို့ရမယ်ပေါ့နော်အဲကြောင့်မို့ထိုင်းကိုလေဗီဇာနဲ့14ရက်ဗီဇာဖြစ်ဖြစ်ပေါ့နော် PR ဗီဇာ2လဗီဇာနဲ့အလေဗီဇာနဲ့ပဲဖြစ်ရောက်လာလူတွေကရောက်နေတဲ့လူတွေကပေါ့နော်အများအပြင်တချို့ကကျတော့တလား extension တိုးပြီးတော့နေကြရပေါ့နော်တချို့ကျတော့လေအဲ့လိုဘတ်ဆိုတဲ့ပန်းရောင်ကတ်ကိုရိုက်လိုက်ကြရပေါ့နော်ဒီပန်းရောင်ကတ်ရှိမှလည်းလေဗီဇာနဲ့ကထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်မရှိဘူးပေါ့နော်အလုပ်လုပ်ခွင့်မရှိဘူးထိုင်းကတရားဝင်ခွင့်ပြုထားတဲ့ဒီတရားမဝင်နေထိုင်တဲ့လူတွေကိုပေါ့နော်တရားဝင်ခွင့်ပြုတရားဝင်နေထိုင်ခွင့်အလုပ်လုပ်ခွင့်ပေးထားတဲ့ဘက်ကိုအခုစမ်းလာပိုင်းပေါ့နော်စနေနေ့ကစပြီးတော့စနေနေ့ကနေပြီး26နေ့အထိပေါ့နော်15ရက်ခွင့်ပြုလိုက်ပြီပေါ့နော်ဒီချိန်တွင်းမှာဘက်ကိုတင်ကြရတယ်အခု2025ပေါ့နော်စမ်းလာပိုင်းစနေနေ့စဖွင့်ပြီအဲ့ချိန်တွင်းမှာတင်ကြရတယ်ပေါ့အဲ့ချိန်တွင်းမှာဘက်ခွင့်ပြုချက်ရသွားပြီဆိုရင်3လကြာလို့ပေါ့နော်ကိုကလက်ပွေနဲ့သွေးတွေစစ်လက်ပွေနဲ့ဝက်ပါမင်းကြာသွားပြီဆိုရင်ပေါ့နော်ဝက်ပါမင်းကြာတဲ့နောက်ပိုင်းကျရင်ဝက်ပါမင်းကြာပြီးသွားပြီဆိုရင်ပန်းရောင်ကတ်ရတယ်ပေါ့နော်ပန်းရောင်ကတ်နောက်ဆုံးဘတ်ရတယ်ပန်းရောင်ကတ်ရကိုကအလဲဗီဇာနဲ့တက်လာတော့ဆိုရင်ကိုမှပတ်စိုးစာအုပ်ပါလာဆိုရင်အဲ့ပတ်စိုးစာအုပ်ထဲကိုရဲ့နန်းအလေဗီဇာဆိုတဲ့အဲ့ဗီဇာတုံးကိုထုပေးလိုက်တယ်ပေါ့နော်အဲ့စာအုပ်ထဲကိုဒီဘတ်ရတာတဲ့ဘတ်ရတဲ့အခါကျရင်အဲ့အလေကိုရဲ့ပတ်စိုးစာအုပ်ယူပြီးတော့ရုံးမှာသွားပြီးတော့အဲ့နန်းအလေဗီဇာတုံးသွားထုလိုက်အဲ့ကြရင်ကိုကအလုပ်လုပ်ခွင့်တစ်နှစ်ရသွားပြီပေါ့နော်ဒီပတ်စိုးစာအုပ်ရှိတဲ့လူကကြတော့ထိုင်းနိုင်ငံပဲတော်ပေါ့နော်အဆင်ပြေတယ်ပေါ့နော်ပတ်စိုးစာအုပ်မရှိတဲ့လူအများစုကတော့ဒီထိုင်းကိုသူသတ်မှတ်ထားတဲ့မှာဘန်ကောက်မှာဆိုဘန်ကောက်အပိုင်ပေါ့နော်အဲ့လိုအနီးတစ်ဝိုက်မှာပဲအလုပ်လုပ်ခွင့်နေထိုင်ခွင့်ရကြတာပေါ့နော်ကိုကပတ်စိုးစာအုပ်ရှိတယ်ဆိုရင်ပေါ့နော်ထိုင်းနိုင်ငံပဲတော့ရပါတော့တချို့ကပတ်စိုးစာအုပ်မပါလာလူတွေကြတော့သူတို့ထိုင်းနဲ့မြန်မာနဲ့ဖွင့်ပေးထားတဲ့ CI ဆိုတဲ့စာအုပ်မှာပေါ့နော်CI ဆိုတဲ့စာအုပ်ကိုပြုလုပ်ပြီးတော့ထိုင်းနိုင်ငံပြုလုပ်ကြတယ်ပေါ့နော် ICI ဆိုတဲ့စာအုပ်ထဲမှာဗီဇာတုံးထုပေးတဲ့အခါကျမှထိုင်းနိုင်ငံကနေဘယ်နေရာပဲဖြစ်သွားလို့ရတယ်ပေါ့နော်ဝေါ်ပါမစ်စာရဲ့ကြာလာပြီဆိုရင်တော့ဒီဝေါ်ပါမစ်စာကြာပြီးပန်းရောင်ကတ်ရပြီဆိုရင်တော့ဒီမှာနေပြီးအလုပ်လုပ်ခွင့်ရသွားပြီပေါ့နော်ကိုကဒီပတ်စိုးစာအုပ်တွေထဲမှာဗီဇာတော်ပြီးဆိုရင်ဘယ်ပဲတော့ကိုကသွားခွင့်ရှိရသွားပြီပေါ့နော်နောက်ပိုင်းကျရင်လဲပေါ့နော်ကိုထိုင်းနိုင်ငံမှာအလုပ်ရှာမယ်ဆိုရင်ပေါ့နော်ဘယ်လိုအလုပ်မျိုးတွေကိုအလုပ်ရှာဖွေရလွယ်ဘယ်လိုမျိုးအလုပ်ရှာဖွေရလဲဘယ်လိုအလုပ်မျိုးတွေကိုလုပ်လို့ရလဲပေါ့နော်ထိုင်းနိုင်ငံမှာဘယ်လိုနေဖို့စားဖို့စားသောက်စိတ်တွေဘယ်လောက်ထိကုန်ကြလဲပေါ့နော်အဲ့လိုကျွန်တော်ကြုံတွေ့ရတဲ့အသိပညာတွေဘ ഹു တုဒတွေပေါ့နော်အတွေ့အကြုံတွေကိုပေါ့နော်ထိုင်းနိုင်ငံအခုမှစရောက်လာမဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဝေမျှပေးခြင်းပါတယ်ခင်ဗျနော်အဲ့ဒါအကြောင်းမို့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးကိုlike follow subscribe လေးလုပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်